ထားရမှာပြီသားများအားလုံးမင်္ဂလာပါနော်ဒီနေ့အလုပ်ထိုင်အလုပ်သမားဝန်ကြီးဌာနအသေးဗရိုင်မဲ့လုပ်ငန်းစဉ်ကိုထုတ်ပြန်လိုက်ပြီနော်အရင်ဆုံးလောက်ရမှာကကိုနိုင်လေးတည်ရမယ်အလုပ်သမား website ဖွင့်နိုင်တဲ့နိုင်လေးရေးတည်ရမယ်အလုပ်သမား website ဘယ်တော့ဖွင့်မယ်ဆိုတော့အောက်တိုဘာလ15ရက်နေ့10လပိုင်း2025မှာဖွင့်မယ်အဲ့ဒီအရင်ကိုအလုပ်သမား website မှာနာမည်စာရင်းတင်ရမယ်နာမည်စာရင်းတင်ပြီးဆုံးမဲ့ရက်ကအောက်တိုဘာလ29ရက်နေ့10လပိုင်း2025နောက်ဆုံးထားပြီးတင်ရမယ်ပေါ့နာမည်စာရင်းကိုယ့်ရဲ့နာမည်စာရင်းနဲ့ခေါင်းမွေးတဲ့ဝင်လာပြီးဆိုလို့ရှိရင်နာမည်စာရင်းတင်ပြီးတဲ့တစ်ပတ်လောက်ကြာပြီးတဲ့နောက်မှာနိုင်လေကြာလာဒါပေမဲ့နိုင်လေကြာမှလည်းဒီနေ့ကဝက်ပါမယ်အလုပ်သမားဝက်ပါမယ်ကအစစ်ထုတ်ပြီးမယ်ပြောတယ်နိုင်လေကြာမှလားမကြာဘူးလားမသိဘူးအလုပ်သမားလိုအကြရဝက်ပါမယ်အစစ်ထုတ်ပြီးဖို့များတယ်လို့တချို့နားလည်းတက်ကြွတဲ့လူတွေကတော့ပြောနေကြတာရှိတယ်ပေါ့အဲ့ဒီတခုတော့အလုပ်သမားထားရမှာတာများကိုတခုတော့တတိပေးမယ်နော်ဒီအောက်10လပိုင်း15ရက်နေ့10လပိုင်း2025ရရင်နာမည်စာရင်းတင်ရမယ်10လပိုင်း29ရက်နေ့2025နောက်ဆုံးထားပြီးတင်ရမယ်အဲ့ဒီနောက်ပိုင်းကြလို့စင်နာမည်စာရင်းတော့တင်လို့မမီတဲ့လူတွေလက်ခံခြင်းလက်ခံလိုက်မယ်ဒါပေမဲ့တချို့ပွဲစားတွေအဲ့ဒီနောက်ပိုင်းကြလို့စင်ဘယ်လိုလာမလဲဆိုလို့စင် VIP ဆိုပြီးတော့တစ်မျိုးကောက်အောင်မယ်ဒါပေမဲ့ VIP ဆိုတာတော့အစိုးရတမတ်ချက်တယ်မှာ VIP ဆိုတာမရှိပါဘူးဒါကတော့ပွဲစားတွေကအစိုးရကတော့ဒီ15ရက်တော်တော်များနာမည်စရင်တင်လို့မမီတဲ့လူတွေကိုဖြည့်ဆော့ပေးတဲ့အနေနဲ့နောက်ထပ်ရက်အနေနဲ့ထပ်တိုးတာစီမယ်ပေါ့အဲ့ဒီရက်အနေနဲ့ထပ်တိုးတာအစိုးရကမကြညာပေးမဲ့ဒီဘက်လုပ်ငန်းစီတွေလုပ်နေတဲ့ပွဲစားတွေငါးတန်းကုမ္ပဏီတွေကတော့သိတယ်ပေါ့သိတာကိုအစိုးရကဖြည့်ဆော့ပေးတယ်ဆိုပြီးတော့အကောင်းစဉ်မတက်မနဲ့ဒီ VIP ဆိုပြီးတော့သူတို့ကောင်းစဉ်တက်ပြီးတော့ဈေးကိုအစားမတန်ယူကြတယ်ပေါ့အစားမတန်ယူကြတဲ့ချိန်မှာလောက်သမားတွေကတော့အစိုးရဖွင့်ပေးတဲ့တမန်ရမှာလောက်အကိုင်အစင်မပြေတာကတကြောင်ကိုယ့်ရဲ့လက်ထဲမှာငွေပတ်စံမရှိတာကတကြောင်မလုပ်ဖြစ်ကြပြင်မဲ့ပွဲစားလေးဆင်လာတဲ့ကွင်းနဲ့ VIP ကွင်းနဲ့ဝင်လာတဲ့ခါကျမှမလုပ်လို့လည်းမဖြစ်အထက်မှာလေးတဲ့ပတ်စံနဲ့စီးတဲ့ချိန်ကြမှာတော့အထောက်အထားလေးတစ်ခုရဖို့အဆင်ပြေတယ်ဆိုပြီးတော့လောက်သမားတွေပဲကတော့လောက်ကြမှာဒါကိုပွဲသားတွေကဖွင့်ကောင်း VIP ဆိုပြီးကောင်းစဉ်တက်ပြီးတော့ VIP လမ်းကြောင်းနဲ့တွားကြတာပေါ့ဒါ VIP ကတော့အစိုးရတမတ်ချက်မရှိတဲ့အတွက်ခုနကကျွန်တော်ပြောသလိုနားလည်မှုနဲ့အစိုးရကဟိုနည်းနည်းအကြအနိုင်ငံဖြည့်ဆွတ်ထားပြီးတော့ပွဲစားတွေရဲ့ VIP ဆိုပြီးတော့လောက်ကြတဲ့ကောင်းစဉ်တော့ဖြစ်ပါအဲ့တော့အခုဖွင့်ပေးတဲ့ဘက်မှာအဖွင့်ကောင်းကိုစီမှာပတ်စံစီတီဖြစ်စေမရှိသည်ဖြစ်စေအထောက်အထားတစ်ခုခက်ခိုင်းမှရအောင်တော့ကိုရဆွေတို့ပန်းတဲ့ညီကိုမောင်နှမတွေစီကလက်ထားပေါ့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့နိုင်ငံသားတွေကိုအကုန်ကြားများမဖြစ်စေချင်တော့အကုန်ကြားများပြီးတော့ဘာမှထောက်ထားမရမှလည်းစိုးရိမ်တယ်မြန်မာနိုင်ငံသားတွေကကိုကျင်းစားစိတ်မရှိတာတော့တပုံတပေပဲကောင်းကြကောင်းစားမိကြမိစားတွေရတယ်အများတယ်အဲ့ဒါကြောင့်မို့တတိလက်ပေးရတယ်အခုဖွင့်နေတဲ့ရက်မှာအစိုးရကနာမည်စရင်တင်မှု15ရက်နေရရင်29ရက်နေ့ဒီခွဲပြုကြကြားတဲ့မှာအများကြီးကြာနေတယ်ဒါပေမဲ့ပတ်တင်ထားမဲ့လူတွေဆိုလို့ရှိရင်နာမည်စရင်ပေးမဲ့လူတွေပေးထားလို့ရတယ်နော်ကျွန်တော်ဒီမှာလည်းပေးထားလို့ရတယ်တခြားညီကိုတို့လည်းနီးစက်ရယုံကြည်စိတ်ချရတဲ့လူတွေစီမှာလည်းပေးထားလို့ရတယ်ဒါပေမဲ့ကိုပေးလိုက်တဲ့လူတွေကယုံကြည်စိတ်ချရမှုအရေးကြီးတယ်ပေါ့တာဝန်ယူဖို့တာဝန်ခံမှုယူဖို့အရေးကြီးတယ်အခုအလုပ်သမားတွေကကျွန်တော်တို့ကိုယုံကြည်လို့ပတ်စရင်တင်မှုအထောက်ထားတွေလိုအပ်ချက်တွေပို့ပေးလိုက်ပြီးဝေရကြေးတွေပို့ပေးလိုက်တဲ့စလစ်ကိုတေချာတင်ထားပါအခုကျွန်တော်ပို့ပေးမဲ့ငွေစလစ်ဖြတ်ပိုင်းလေးပဲတေချာတင်ထားပါဘာဖြစ်လဲဆိုတော့ဒီချိန်ကြလို့ဆင်ကျွန်တော်တို့လောက်ပေးတဲ့လူတွေဘက်ကပြက်ကွက်တာစီလို့ဆင်က
ကိုတက်ဆိုင်ရလေးအခွက်စီးတွေနဲ့တိုင်ပြီးဆွေးနွေးပြီးတော့ဟိုအမှုဖွင့်လို့ရတယ်ပေါ့အခုမိတ်ဆွေတို့လောက်မဲ့ကိုနဲ့တည်တဲ့လူတွေကိုကြုံကြည်စိတ်ချမဲ့လူတွေနဲ့ဘယ်လိုနဲ့ပဲလောက်ပေါ့အဲ့လိုမျိုးကိုပဲအထောက်ထားတစ်ခုကိုယူထားပါပတ်စံလွယ်လိုက်လို့စင်လွယ်တဲ့ဆက်လက်ကိုယူထားပါအပြင်မှာကိုကဘာနဲ့လွယ်လို့မပါမရှိလို့အပြင်မှာလိုက်ငင်ပေးမယ်ဆိုလို့လိုက်ငင်ပေးတဲ့တက်တဲ့ထောက်ထားကိုယူထားဖို့အကြံပေးချင်တယ်နော်ဘယ်လိုနဲ့ပဲလောက်ပါကိုလောက်ရတဲ့ပွဲသားနာမည်မသိရင်မှအဲ့လိုမျိုးကိုအထောက်ထားလေးတွေတက်တဲ့ကဖြစ်ယူထားတယ်ဆိုလို့စင်ပြတနာကိုစာရစာတဲ့အတူလောက်ပေးတာလိုမျိုးဒီတပိုင်းတစ်ပြင်းနဲ့လောက်ပြီးတော့ပြစ်သွားတာလိုမျိုးဆိုလို့စင်ကိုပဲရတိုင်လို့ရတယ်။ဘာကြလဲကိုကသူတို့ကိုငွေပေးပြီးလောက်ထားတဲ့အတွက်ကိုပဲရမှအမှန်ကန်ပေးပြီးအမှန်ကန်လောက်ထားတာကိုသူတို့ကကိုရဲ့ယုံကြည်မှုအလွယ်သားဆောင်တာအလွယ်သုံးစားလောက်တယ်။ကိုရဲ့ပတ်စံမျိုးလည်းလိမ်တယ်ပါလဲဆိုတော့အမှုနှမှုနဲ့ဖွင့်လို့ရတယ်။အဲ့ဒါတွေကိုတတိလက်ပေးတယ်အကြံနဲ့ပြုတယ်နော်။မအားကြနဲ့မလုံကြပါနဲ့ဟုတ်လားကိုဖြစ်ကိုခံမယ်ကိုခံရပြီဆိုပြီးတော့ line ပေါ်မှာဆက်တယ်ဆိုပြီးတော့ဟိုမှာလည်းအမှုမဖွင့်ရင်ဒီမှာလည်းမတိုင်ရဲ့အဲ့လိုမျိုးမဖြစ်ကြပါဘူးကိုခံရတာကိုနောက်လူတွေမခံရအောင်ကိုရတဲ့ကိုဖြစ်တာကိုပြောရဲဆိုရရအဲ့ဒီစိတ်ထားတွေတော့စီရတယ်နောက်လူတွေလိမ်ညာခံမထီတော့အဲ့ဒါတွေလက်မြောက်ပေးတာအားလုံးကံကြတော့အထောက်ထားမရှိတဲ့လူတွေမကြခင်အထောက်ထားရတော့မယ်ဆိုတဲ့အတွက်အားလုံးဝန်သားပါအလောက်ကိုင်းနေတဲ့အစင်ပြေပါစေအလောက်ကကောင်းတွေရကြပါစေတော့အထောက်ထားတွေစုံနိုင်ကြရင်ကိုရတဲ့အလောက်ပေါ်မှာလည်းကျိုးစိုးစားစားနဲ့လောက်ကြပြီးတော့ငွေရေးကြေးရေးဖို့ငွေတုံးအတုံးနဲ့အဖြုံခွဲခြားတတ်ပါစေငွေကိုကခက်ခဲနဲ့တရားမဝင်လာတဲ့လာမှာဘယ်လိုကြောင်ခဲ့ရတယ်ဘယ်လိုဒုက္ခတွေခံစားရလဲဆိုတော့လောက်သမားတွေကိုစီသိတယ်အဲ့ဒီတော့ကိုရလာတဲ့ငွေကိုတန်ဖိုးစစ်စစ်အတုံးချဆွေတာစုဆောင်အဲ့ဒါမှကိုရဲ့အောင်မြင်ကိုရဲ့မျှော်လင့်ချက်ကိုရဲ့ရည်မှန်းချက်တွေပြည့်မယ်ကိုရီးယားမိဝေဖဝေနဲ့တိုင်းတစ်ပါးမှလုံနေရတယ်ဆိုတော့အချိန်တိုင်းရွာပြန်မှာအဲ့ဒီတော့ငွေကိုချွေတာတော့ချွေတာအတုံးနဲ့ပြုံခွဲခြားနိုင်ပါစေလို့ပြောရင်းနဲ့အားလုံးနှုတ်ဆက်ခဲ့ပါတယ်အားလုံးအဆင်ပြေကြပါစေလပ်ပါပဲ